Communication skills ဆိုတာဘာလဲ Communication skills ဆိုတာကိုယ်အတွေ့အမြင်အချက်လက်နဲ့ခံစားချက်တွေကိုတစ်ဖက်လူနားလည်အောင်ရှင်းလင်းတိကျသင့်တော်တဲ့နည်းလမ်းနဲ့ဆက်သွယ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ် Communication ဆိုတာစကားပြောတတ်ခြင်းတစ်ခုတည်းမဟုတ်ပါဘူးတစ်ဖက်လူပြောတာကိုနားလည်အောင်နားထောင်နိုင်ခြင်းကိုယ်အမြင်ကိုရှင်းလင်းစွာပြောဆိုနိုင်ခြင်းစာဖြင့်ထိရောက်စွာရေးသားနိုင်ခြင်းမျက်နှာအမူအရာလေတံနဲ့ကိုယ်နေဟန်ထားတို့ကိုတင့်တော်စွာအသုံးပြုနိုင်ခြင်းတို့လည်းပါဝင်ပါတယ် Communication ကောင်းတယ်ဆိုတာပြောတတ်တာတတ်မဟုတ်ဘဲတစ်ဖက်လူနားလည်အောင်ဆက်သွယ်တတ်တာဖြစ်ပါတယ် Communication skill ဟာအလုပ်ခွင်နဲ့လူမှုဆက်ဆံရေးမှာအလွန်အရေးကြီးပါတယ်လုပ်ငန်းခွင်ပြဿနာအများစုဟာညွှန်ကြားချက်မရှင်းလင်းတာတစ်ဖက်သူစကားကိုတေချာမနာထောင်တာထင်မြင်ချက်မတူတာကိုညှိနှိုင်းနိုင်တာတွေကြောင့်ဖြစ်တတ်ပါတယ် Communication ကောင်းမွန်တဲ့အခါအလုပ်တွင်အမှားနဲ့လာပြီးထိရောက်မှုတိုးတက်လာပါတယ်အစည်းအဝေးတွေမှာအဓိကအချက်ကိုရှင်းလင်းတိကျစွာပြောနိုင်တဲ့အတွက်အချိန်ကုန်သက်သာပြီးဆုံးဖြတ်ချက်တွေပိုများလာပါတယ် feedback ကိုမှန်ကန်စွာပေးနိုင်တဲ့အခါအလုပ်တိုးတက်မှုလည်းမြတ်ဆန်လာပါတယ် Communication ကောင်းတဲ့သူကိုလူတွေကပိုယုံကြည်ကြပါတယ်အလုပ်တွဲလို့ရလွယ်သူတာဝန်အပ်လို့ရသူပြဿနာကိုညှိနှိုင်းဖြေရှင်းနိုင်သူဖြစ်မြင်လာကြပါတယ်တရားကောင်းတွေ skill ကောင်းတွေရှိနေပေမဲ့ထိရောက်စွာမဆက်သွယ်နိုင်ရင်အခြားသူတွေနားလည်လက်ခံမှုခက်ခဲပါတယ်ဒါကြောင့် communication skills ဟာ career growth နဲ့ leadership အတွက်မရှိမဖြစ်လိုအပ်တဲ့ soft skill တစ်ခုဖြစ်ပါတယ် communication skills တိုးတက်ဖို့ပထမဆုံးလိုအပ်တာကတက်ကြွစွာနားထောင်တတ်ခြင်းဖြစ်ပါတယ်တစ်ဖက်သူပြောနေစဉ်ကြားဖြတ်မပြောဘဲအာယုံစိုက်နားထောင်ပါနားလည်မှုမှန်ကန်စေဖို့သူပြောတဲ့အချက်ကိုကိုယ်စကားလုံးနဲ့ပြန်နှိပ်ချုပ်ပြပါဒုတိယအနေနဲ့ရှင်းလင်းတိကျစွာပြောတတ်ဖို့လိုပါတယ်ပြောဆိုတဲ့အခါဘာလို့ရမလဲဘာကြောင့်လုပ်ရမလဲဘယ်အချိန်ပြီးရမလဲဆိုတာကိုတိတိကျကျပြောပါတတိယအနေနဲ့ထုံနဲ့ body language ကိုသတိထားပါစကားလုံးကောင်းနေပေမဲ့လေတံမျက်နှာအမူအရာကိုနေဟန်ထားမသိတော့ရင်တစ်ဖက်သူမှားယွင်းနားလည်နိုင်ပါတယ်ဒါကြောင့်ပြောဆိုတဲ့အခါလေတံကိုယဉ်ကျေးတင်တော်အောင်ထိန်းပြီးကိုနေဟန်ထားဖို့လည်းဂရုစိုက်ပါနောက်ထပ်ရေးကြည့်တာက feedback ပေးတဲ့ခြင်းဖြစ်ပါတယ် feedback ပေးတဲ့အခါလူကိုတိုက်ခိုက်တယ်လို့မဖြစ်စေဘဲအခြေအနေပြုမှုနဲ့အကျိုးသက်ရောက်မှုကိုရှင်းပြပါစာဖြင့်ဆက်သွယ်တဲ့အခါလဲရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းရေးပါ email chat message တွေမှာမလိုအပ်တဲ့ emotion တွေမထည့်ပဲအချက်လက်တွေကိုအစီအစဉ်တကျရေးပါလူနဲ့အခြေအနေလိုက်ဆက်သွယ်ပုံကိုပြောင်းလဲတတ်ဖို့လဲလိုပါတယ်အထက်လူကြီးလှုပ်ဖို့ကင်ဖက်နဲ့ဖောက်တယ်လို့နဲ့ပြောဆိုပုံမတူသင့်ပါဘူးအချင်းချုပ်အဖြစ် communication skill ဆိုတာလူတစ်ယောက်ဘယ်လောက်တော်တယ်ဆိုတာထက်သူ့အတွေးနဲ့လှုပ်ဆောင်ချက်တွေကိုအခြားသူတွေဘယ်လောက်နားလည်နိုင်တယ်လဲဆိုတာကိုဆုံးဖြတ်ပေးတဲ့စွမ်းရည်ဖြစ်ပါတယ် communication ကောင်းတဲ့သူဟာအလုပ်ပိုထိရောက်တဲ့ဆက်ဆံရေးပိုကောင်းတယ်ယုံကြည်မှုပိုရတယ်ခေါင်းဆောင်မှုခွင့်လန်းလည်းပိုများလာပါတယ်